နိုင်သမျှပေးဆက်ခြင်းလားကိုကလွယ်လို့ဝိနေရပရာလို့ခေါ်တာဟိတဆိုတာကအကျိုးစီးပွားပါပရာဟိတဆိုဒီမှာကိုကြုံအတ္တမပါပဲသူတစ်ပါးတို့ရဲ့အကျိုးစီးပွားကိုစွမ်းနိုင်သမျှပေးဆက်ခြင်းကိုရဲ့ပိုင်ဆိုင်ရာပစ္စည်းဥစ္စာချိန်နဲ့ပညာဆွလို့မြဝေသူတို့စိတ်နှလုံးသားမှာမျောလင်းခြင်းကင်းစွာယူစင်ခြင်းမြတ်တာသာနာခြင်းငါကယူနာပါငုံမျက်စိတ်ထားရှိသူတို့သာတကယ်မွန်မြတ်တဲ့အလုပ်ကိုလုံနိုင်တာပရာ